皆さんこんにちは。私ケリです。ケリဒီနေ့ケリမိုင်းနဲ့တူတူကမုံပွဲတော့ပြခဲ့ပါရဲ့။ကျောင်းရတော့ケリတို့အိမ်မှာညမင်္ဂလာတော့ကြည့်ဖို့စီစဉ်ထားလို့ပါ။ケリတို့ရောက်သွားတော့အိမ်မှာ7 နာရီလောက်ရှိမယ်။လူရတော့တော်ကြီးကိုများတာ။အဲ့တော့7 နာရီခွဲလက်မှတ်တောင်မှမဝယ်နိုင်လိုက်ဘူးဘာလို့လဲဆိုတော့လက်မှတ်တွေလုံးဝကုန်သွားပြီ။အဲ့ဒါケリတို့ဆိုင်တဲ့ဆိုင်မှာထိုင်ပြီး2 နာရီခွဲလက်မှတ်ကိုဝယ်တယ်မဝယ်တယ်ဆိုတာနိုင်ဘောလောက်စဉ်းစားပြီးတော့နောက်ကျတော့ဝယ်မယ်ဆိုပြီးတော့ထပ်တော့သွားတဲ့အချိန်မှာညမင်္ဂလာတိတ်ကြတယ်လုံးဝကုန်သွားပြီ။အဲ့ဒါケリဒီဝစလေရဲ့2 နာရီခွဲလက်မှတ်ဝယ်ခဲ့။ခေရီကိုအရန်ဖြော်ဘာလို့လဲခေရီအရန်ကိုကြည့်ကျင်နေရမို့ခေရီကကန်တော့မရတော့ကန်ဆိုတော့ခေရီကချိန်ကြီးအများကြီးပုံညာဆိုတော့တပုံနေရိုင်းလိုက်မုတ်တင်စားလိုက်တယ်အမှချိန်ကြီးလိုက်ဖြုံးနေချိန်ကြီးဖြောက်ဖြုံးမျိုးနဲ့ဆုံးမှာတော့ဒီမိုစလေအောင်ကြည့်ရပါတော့မေမနိုင်တော့ရတာခေရီဒုတိယတစ်ခေါက်ကြည့်ရဘာလို့ဆိုခေရီချောင်းရဲကိုကြည့်ပြီးတော့ကွာဒီကမန်ကလည်းဖတ်ပြီးသားဒါပေမဲ့ကွာလုံးဝရုပ်ရှင်အောင်မှာကွာစခရီကြီးနဲ့ကြည့်ရတယ်ခံစားချက်မတူခေရီအမရောတယုံရောလူကွာဒီလားမင်းရည်မျက်ခွက်တည်းပဲခေရီပြောချင်တာလုံးဝမိုက်တယ်ကွာဒီလားအရှဲမိုက်တယ်ချားရခံနေအနီမေးရှင်းနဲ့အရှဲကိုမိုက်တာမျိုးခေရီကတော့ကြည့်ဖို့အတွက်ပြောချင်ပါတယ်ငွေရမငါတော့ခေရီမျက်ခွက်ပဲကြည့်လိုက်တော့မိတ်ကရောင်ပြောက်ကုန်ပြီစောင့်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်တတာ